တင်မောပင်ကိုချက်စားလို့ရတယ်ဆိုတာကျွန်တော်မသိဘူးခင်ဗျာသူကချက်စားပြမယ်နော်ဘယ်လိုအရသာရှိရတော့မသိဘူးဗျာစားတော့စားချင်တယ်နော်အထူးဆန်းလေးပေါ့ဈေးတော့တော်တော်ကြီးမယ်နော်ဒီလူကတော့ဗျာကျွန်တော်မိုးမလင်းအိမ်မပြန်ဘူးဆိုတဲ့လူကြီးပေါ့ဗျာ Oh my god ဘယ်လိုဖြစ်သွားလဲကော်ဖီတစ်ခွက်တော့ရမှာကော်ဖီ ကြုံကြုံမျက်လုံး ကော်ဖီရောက်လား ဟဲ့ကိုင်းမယ်အောင်မျက်လုံးကြည့်ဦးတကယ်ပဲကွာခွေးကကော်ဖီရောင်းတယ် Nice ကျွန်တော်ဟင်းအိုးလေးတွေမှာကျွန်တော်စီရီများနေမယ်ဆိုရေကန်ဒီတိုင်းကျွန်တော်တို့စုပ်ထုတ်လို့ရရနော်ဒါလူတွေစီများမယ်ဆိုဒီတိုင်းကျွန်တော်စုပ်ထုတ်လို့ရပါတယ်ခင်ဗျာ Oh my god ကျွန်တော်တို့နနက်တီးဆိုတာလေခွဲရတာတော်တော်လေးကိုခတ်တယ်လို့ထင်နေရတယ်လောအောင်မကြည့်လိုက်မခွဲတိုင်နော်ဘယ်လောက်မိုက်အယူလွယ်အဲ့တယ်နော်ဝိုးဟာချက်ချင်းကြီးဗျာဘယ်ဖြစ်တာချက်ချင်းပဲလေဖြတ်သွားတာဟာတကယ်ကောင်းကြီးကွာအော်လာနောက်လေနော်ဒါကတော့ဗျာကျွန်တော်အဝတ်တန်းကြိုးတန်းမှချိမယ်ဆိုရင်အရမ်းမိုက်တယ်နော်လုံးဝပုဒ်တရရတယ်နော်ဒီလိုကော်ဘူးလေးရမယ်ဆိုရင်ကျွန်တော်တို့ကော်ပြားလုံးမယ်နော်နှစ်ခုရမယ်မတ်တက်လဲတဲ့ကော်ပြားရယ်နောက်ပြီးတော့အောက်မှာထိုင်ပြီးတော့လဲတဲ့ကော်ပြားနှစ်ခုရလုံးဝ share နော်လောင်းမိုက်တယ်ကွာလုံးဝအလန်းကြီးဗျနှစ်ခုရတယ်နော်ဒါကတော့ဇွန်ထားတဲ့နေရာလုံးမနော်လုံးဝစိုက်ကြတယ်ဘယ်လောက်လွယ်ထားလဲတော်လှနော်လုံးဝ shit ကဲဒီနေ့ကနေစပြီးတော့ဒီလိုဘူးတွေတွေ့တဲ့ခါကျရင်ပြင်းပြစရာမလိုတော့ဘူးနော်မိုက်တယ်ကွာ